မဲ့ထီအောင်ထွက်ပြီးတော့ကြိုးကျင်တာဟိုလေကြည်စားမအောင်ရေကမချိုးရမိုးကမချိုးရသနာခါမလိန်ဘာမပါရမျက်နှာလေအိုးမဲတွေထင်ပါရဲ့တုတ်ထားတာနော်ရှင်ကြိတ်တက်တဲ့ကျဟင်းကားစီကလည်းချက်လို့မပြီးသေးလို့တော့သမီးလေးကလည်းလေပခက်ထဲကတအီးနဲ့ပေကြောက်ကူချမယ်ဆိုတော့ဒုက္ခလာတဲ့လူကြီးကဘာပြောတော့ဂူးမတော့နေပါစီတော့ကွာဒါနဲ့ချင်းစီကြီးချကျန်းစင်မဝိုးဝင်းနဲ့ပြစ်ထိုင်လိုက်စိတ်ဆိုးနေတဲ့လင်သားပြစ်မထားရဘူးဒကမကြီးဟိုမှာကြည့်အနန္နကပုပိပုဒ္ဒနဲ့ကြည်သားတော့ချွေးတွေတုပ်ပေးဟင်ခေါင်းနဲ့ဆိုးတွေညှိလို့ပါလားအော်ပခုံးကဆူကြည်သားလေးကလည်းကိုယ်စားတောင်မပြောက်သေးဘူးလက်မလေးနဲ့တရွေးလေးနဲ့ဆွနှိပ်ပေးမှတ်ထားနော်စိတ်ဆိုးတဲ့လင်သားတွေပြစ်မထားနဲ့အနာကကြဆိုသည်ပြောရမှာကမပြောရဖဲနဲ့သွားကလို့ကံရိုးရုပ်တာမှမဟုတ်ဘူးဟုတ်တယ်အပြောကောင်းမှဖြစ်တယ်ဆိုမှကြည်တရားနာပြိဿရွှေဒေသနဲ့တုတ်ပေးလို့တရားနာပြိဿအမောလေးပြေလောက်အောင်ပြောတော့ပေါ့လေတော်ပြီထင်ခုတ်တဲ့အလုပ်ဆိုတာနေဘူးခေါင်ကြီးသိပ်ပင်မနာကျုပ်ကအိမ်ကကလေးတွေနဲ့မဖြစ်လို့နေခင်ရတာတော့တော်ပြီမနေ့ပြန်ကြရင်တော့တော်အိမ်ထဲနေကျုပ်ကိုယ်တိုင်ထွက်ခုတ်မယ်ရိုင်းမဲ့လူကြီးကဘာပြောတော့ဘယ်ပြမတော့ကွာမင်းနေရဘူးနဲ့ဟေးဒုက္ခလာတဲ့လူကြီးကဘယ်ပြမတော့နေရဘူးနဲ့တဲ့မရိုက်မှန်းလဲသိရောပရိသတ်ဟိုမိမတွေပြောလို့ဒုက္ခထာသိသားပဲမသိကြအောင်ဆောင်ပြီးတော့ခင်းစီနာပြေးဟောကြည်စားတော့လေချင်းကြောင်စီတဲ့ဒုတ်စိမ့်လေးတစ်ချောင်းထူးထူးဆန်းဆန်းခုတ်လာတော့ဘာလို့ဖို့ပါလဲအပြောကကောင်းထားတော့ဟိုလူကြီးကရိုက်မဲ့လူကြီးကဘာပြောတော့အာမမင်းမသိဘူးလားကွာအိမ်ရေမုတ်ရိုးချိုးနေဟာရှင်မုတ်ရိုးလှုပ်ဖို့ခုတ်လာတာတဲ့ပရိသတ်ကြီးအပြောကောင်းတော့ရိုက်မဲ့တော့ဘာဖြစ်သွားတော့ဒီထဲတရားနာပရိသတ်ရေလင်လုံးတဲ့လူကရေချိုးသွားတော့လေချွေးတဲ့တန်းနေနဲ့ရေမိုးချိုးကြည့်အောင်မလားအေးအရေချိုးသွားမယ်အော်တော့ရေချိုးသွားတာဟိုလက်ကြည့်ဖြင့်ရေအိုးလေးတစ်လုံးဆွဲသွားပါလားဆိုရိုက်မဲ့လူကြီးကပွေဟာအမလေးမရိုက်တဲ့ပြင်ထင်းခွေရာကအပြန်ရေအိုးတစ်လုံးတောင်အခက်ခိုင်းနိုင်ပါသေးသည်အိမ်ရှင်မတို့လူလည်းလှုပ်ပါအောင်မယ်လို့ပြောတာပြောပြီးပါပြီခင်ဗျားတို့ဒါကြောင့်အပြောကောင်းတော့လေအထောင်သက်သားတဲ့မပွေလီကျိုးတော့လေမောင်ပန်းစီအမောပြေတယ်ပြေဘူးလားပြေသားဒီလိုနေလာခဲ့ရမှမိပွေလီဇာတိမပြောက်အော်ခက်လိုက်တာငါဖြင့်အိမ်တောင်ရေးအဆင်မပြေတော့ပါဘူးအိမ်တောင်ကြတယ်ဆိုတာအစကအကောင်းမှတ်ငကိုကဘလက်တက်နေကြတဲ့အခုမနေရတော့အနေကျပ်ပြီပေါ့တရားနာပြိဿဒါကြောင့်ငါနှမများလည်းမှတ်ထားကြဟဲ့အိမ်အောင်ပြုတယ်ဆိုတာနည်းနည်းတော့ပြောရအောင်အဝေနိကဒုက္ခလေးကိုင်းဆိုးကြည့်စမ်းဟဲ့နောက်ကဆိုးကြည့်စမ်းမှာအပြိုဘဝစွန့်ပြေချ၍ပိုရမှန်ညာမိမများဤငါးပါးမလွဲအစင်းရဲကအမြဲလာစဉ်ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ပညာရှိများရေးထားတာရှင်းစရာမလိုဘူးဆိုဟဲ့တလတစ်ချိန်ဥရုပန်းပွင့်တာတစ်ခုလက်ချိုးခဲ့ဆိုတော့မှထိုမတပါအစဉ်အဖြင့်လင်သားအိမ်ရလက်ရောက်ပါ၍လင့်အိမ်နောက်လိုက်တာတစ်ခုနောက်တကဆိုလိုက်နိနအမှန်လင်းညင်းခံရလင်းညင်းစေတာကိုခံစားတဲ့ခြေရင်အလုပ်ကျွေးတစ်ခုသုံးခုဆိုလိုက်တဖန်မသွေသားတန်တွေကိုနိရှိလာများပယူထားရှင်ကိုလဆယ်လောက်တန်တွေလွယ်တာထည့်လိုက်တော့ဘယ်နှခုတော့ဝေးခုဟဲ့ကြော်တုတ်မသွားနဲ့ဟုတ်လက်ချိုးဆိုလည်းမချိုးဘူးဆိုတော့မှထင်ရှားလက်စစ်အချိန်တွေ့သောမေမူတဝူနှင့်အထုဒုက္ခမွေးဖွားရသည်အဝိနိကဒုက္ခ၅ပါးတဲ့သာသမီမွေးဖွားတဲ့ဒုက္ခအကြီးဆုံးပေါ့ယောက်ျားဖောင်းစီမိန်းမမိနေတဲ့သေမီရှင်မီနှလီရှင်တွဲချိန်ငင်တွဲချင်းခွင်များတင်ဆက်ရင်သေမဲ့ဘက်ကများသေမဲ့ဘက်ကိုချိန်ခွင်ရှာထွက်မနေနိုင်လို့သာအိမ်အောင်ပြုတ်နေကြကာမတ္တဝါမို့ဒါကြောင့်ဆိုလိုက်စမ်းမအထုဒုက္ခမွေးဖွားရသည်ငါဝအိမ်တောင်အပြစ်တော်
အိမ်တောင်ပြုတ်တဲ့အပြစ်ပဲနဲ့ခုတော့ဘုရားသူများပစ္စည်းခိုးတာမှမဟုတ်ဘဲနဲ့တပည့်တော်တို့မိမတွေအိမ်တောင်ပြုတ်တာအပြစ်ရှိသလားဘုရားဟေးဘုရားဟောတာနော်ငါမျက်စောင်းမထိုးနဲ့အိမ်တောင်ပြုတ်တာအပြစ်ရှိတဲ့ဘယ်နှခုတော့ဟဲ့အဲ့ဒါအဝိနိကဒုက္ခခေါ်တယ်ဒါကြောင့်အရထဲလည်းပြောကြတာပေါ့ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီရိုးရိုးပြောတာမှတ်ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီအိမ်ကြီးဟူသောထောင်ကြီးထဲရောက်သွားတယ်မလွတ်လပ်တော့ဘူးလိမျက်နှာကြည့်ရရုပ်ခမမျက်နှာကြည့်ရမှန်ရလားပြိဿကြီးအပြိုးစင်းတုံးကမနဲ့မိုးလေးအိမ်ပေါက်စီရောက်အောင်သွားတဲ့ပွေလီယခုမလွတ်လပ်တော့ပြီမလွတ်လပ်တော့စဉ်းစားလာကိုပန်းစီတော်တဲ့သွားခိုက်အိမ်ကအသူ့အမေအိုကြီးရှိနေတော့ငါထင်တယ်လို့မသွားရသွားပြန်တော့လေသူ့သားကိုတိုက်အောင်မယ်မဖြစ်ဘူးဒီမိမကြီးဒီအိမ်မောကဆင်းမငါလွတ်လပ်နေရမယ်ကြံမဟဲ့ကြံတော့အမေအိုကြီးကန်းလန်းတိုက်လာပြီပေါ့မောင်ပန်းစီတော်တွေကပြန်လာတော့ကိုပန်းစီတော့အမေကြီးကျုပ်ကိုဆဲတယ်ဆိုတဲ့မြည်ရတော်နဲ့မင်းဒီလိုမပြောပါနဲ့ငါအမေဒီစိတ်ထားမရှိပါဘူးငါနဲ့တက်တက်လုံးနေလာတာရဘူးပြေသာအမေချစ်တဲ့သားဆိုတော့ရရလားပြေသာဘယ်လိုမှပြောမရဘူးနောက်မောင်ပန်းစီမရှိကြသမီးအမေဆမ်းပြုတ်တောက်ချင်တဲ့သမီးရဲ့ဆမ်းပြုတ်တောက်ချင်တဲ့ဆိုတော့ဆမ်းပြုတ်တော့ကြိုးပါရဲ့စားတပွင့်မှမခတ်ဖဲနဲ့တိုက်ဘယ်လိုနေမလဲဟဲ့ပေါ်တော့အရသာရှိရဲ့လားသမီးကြီးဆမ်းပြုတ်စားပေါ်လှကြီးလားကြီးများလုံးနဲ့ဆိုတဆုပ်ကြီးခါပြန်တိုက်တော့ဘယ်နဲ့နေမလို့ဟဲ့ငါနာပေါ့သမီးကြီးဆမ်းပြုတ်စားတယ်ငါလှကြီးလားဒီတော့ပွေလီကဘာပြောတော့တရားနာပြိဿအမလေးစားပေါ်တော့ပေါ်တယ်ငံတော့ငံတယ်ဒီသက်ကြီးအိုမကြီးရဲ့အလိုကိုဘသူကလိုက်ပေါင်းနိုင်ပါမထုံးကြားရရလားအယကရောသူကအယမဲဆွဲလိုက်သေးအယကလှုပ်ပါဘူးပြေးတာအယကလှုပ်ခဲ့လားငြိမ့်နေတယ်သူ့အကြောင်းသိပြီးသားဟေးနောက်အယကငြိမ့်နေလို့များဘဝင်မမြင့်နဲ့နော်ဒကမတွေသူ့မပြောခြင်းလို့နှစ်ကောင်ဖြစ်မှကြောက်လို့မှတ်သွားကြတချို့ကအယထဲဟေးငါလိုကောင်းမတတ်သိရှိထိကြည့်စမ်းငါလိုကောင်းမကဒီရထဲကြောက်စရာမရှိဘူးဆိုလို့အယငြိမ့်နေရင်သူကဘဝင်မြင့်နဲ့မမြင့်နဲ့ဗျအဲ့ဒါသူ့ပြောရမှာနှစ်ကောင်ဖြစ်မှကြောက်လို့ဝေလီဆိုတဲ့နာမည်သူတို့ပေးထားတဲ့နာမည်ဆိုတော့အယကမလှုပ်ပြီးလှုပ်ရလားပြေးသားနောက်သမီးဂျဘိုးကြိုက်လွန်းလို့ဆိုတော့လေတရားနာပြေးသားရေဂျဘိုးတော့ချပါရဲ့အဖွားကြီးအေးခင်းမြေကြီးပေါ်ခင်းသူတို့လည်းမရနှစ်ယောက်အိတ်တဲ့ဂျဘိုးတွေအဖွားကြီးအေးခင်းမောခါချနေမလှမ်းမဲနဲ့ပြန်တင်ညအဖွားကြီးပဲနဲ့နေပါအေးလေသုံးယောက်စာကြိုက်တော့ပိုဆိုးကုန်တာပေါ့အဲ့ဒါလို့ဖြစ်နေတော့သမီးကြီးဂျဘိုးချတဲ့နေမှာဂျဘိုးကပိုကြိုက်လှကြီးလားအမလေးကြားရရလားအယကရောဂျဘိုးချတဲ့နေဂျဘိုးပိုကြိုက်တယ်ဆိုတာဓာကျုပ်ကိုသက်သက်မဲ့စော်ကားတာလှုပ်ဘူးအယကနောက်မောင်ပန်းစီပြန်လာတော့လေတရားနာပိဋကထမင်းလုံးတွေသူ့ဘာသူပြန်ကျဲလို့ကိုပန်းစီကြည်စမ်းတော့အမေကြီးထမင်းလုံးတွေကိုပြန်ကျဲထားတယ်ကလေးကြနေတာပဲထမင်းဆိုတာအသက်သခင်ရှာရဖွေရတဲ့တော့ကိုကျုပ်တနာတယ်တော့နဲ့ပြောပေသည်မောင်ပန်းစီရခဲ့သေးဘူးဟဲ့ရရလားပိဋကကြီးဒါချိန်ပြောမရနှစ်ချိန်ပြောမရနဲ့တရားနာပိဋကရေဟာဒီကနေ့တော့မိပွေလီအိမ်ပေါက်ထိုင်ဆောင်တာမတွေ့ရတော့တွေ့ရလားပိဋကကြီးဘယ်တွေ့မလဲပိဋကအိမ်ထဲဝင်ပြီးတော့ညနေညနေတွေထုတ်မောင်ပန်းစီတော်တွေကပြန်လာတော့ကြိုနေကြကြိုတာမတွေ့ရသဖြင့်ဟင်လီလီရဲ့မင်းဘယ်ကိုထွက်လက်နေတာတုံးလီလီရဲ့အမလီလီရဲ့ဆိုပါလားခေါ်နေကြအတိုင်းပေါ့လေဟဲတွေ့နေကြနေရမတွေ့ရတော့အိမ်ထဲဝင်သွားမမေဟမ်တာပါတော့လီလီပဲသွားတော့မေရဲ့အသားရဲ့မင်းလီလီပဲသွားတယ်မသိပါဘူးအမေလည်းအိမ်မောကအိမ်အောင်မစင်းလို့
မင်းလည်းတက်ကြည့်ပြီမဟုတ်လားသားရဲ့အနောက်ခန်းနဲ့ရှိမလားသွားကြည့်ပါဦးအနောက်ခန်းနဲ့ပြေးကြည့်တော့မတ်ပွေလီကကိုယ်ကိုယ်ကလေးဖြစ်ပြိဿဘယ်လိုဖြစ်နေကရင်မော်ဟဲ့စောင်းပြီးတော့ကိုယ်ကိုယ်ကလေးမောင်ပန်းစီကကတင်စွန်းတင်မလွယ်လေးထိုင်းလို့မတ်ပွေလီရဲ့နတ်ဖူးပေါ်မှာရှိတဲ့ဆန်းစားကလေးများလက်နဲ့တတ်လို့လီလီမင်းဘယ်လိုဖြစ်တယ်လဲကိုကိုပြောပါအောင်အမေကိုကိုပြောပါအောင်ဆိုပါလားပြိဿရဲ့နတ်ဖူးစမ်းကြည့်တော့ချွေးတွေနဲ့နေမကောင်းတာမှမဟုတ်ဘဲနဲ့ဇောချွေးတွေလက်ဖြားခြေဖြားစမ်းကြည့်ဖြားသွေးကမရှိဟင်မင်းချွေးတွေနဲ့ပါလားလီလီမင်းဘယ်လိုဖြစ်တာတော့မေးလို့မရနှစ်ကြိမ်သုံးကြိမ်မေးတော့မပွေလီထထိုင်ဟဲ့ထိုင်ပုံလေးလည်းမြင်အောင်ကြည့်ဒူးလေးမဆန့်မတင်းထားလက်နှစ်ဖက်နဲ့ရှက်ပြီးတော့ဒူးကလေးကိုပွေထားထိုင်ပုံလေးဟဲ့အနောက်ခန်းနဲ့မြင်အောင်ကြည့်မမြင်တတ်ရင်လည်းအိမ်ကြထိုင်ကြည့်မပွေလီထိုင်တာဒီလိုလေးဟဲ့လို့ဒူးကလေးမဆန့်မတင်းလေးပွေထားမြင်အောင်မှန်းကြည့်ကိုပါစီတော့ဝကြုံမပြောပါရစေနဲ့ပြောချင်တဲ့စကားဒီကအစချီမှတ်ထားဟဲ့ပြောချင်တဲ့စကားဒီကအစချီလီလီလင်းနမရသို့တိုင်းမယ်ကောင်းတိုင်းမယ်မောက်မပြောရင်မင်းဘသူပြောမှာတော့ကိုပန်းစီရှင်ကပြောပါဆိုလို့သာကျမကပြောရမှာဒုတိယတစ်ဆင့်တော့အမေကြီးစူရဲဆဲတဲ့ဆိုတဲ့ဆိုပေမဲ့တော်ကနားမထောင်ကိုပန်းစီတော့အမေကြီးနဲ့ကျုံနဲ့အတူတူနေလို့မဖြစ်တော့ဘူးတော့အမေကြီးကိုနေမနေရင်ကျမဒီအိမ်မော်ကအဆင်းပါပဲကိုပန်းစီပြောလိုက်ရောပြို့ဒီလိုလဲပြောလိုက်ရောမောင်ပန်းစီပြူးသွားတယ်မျက်လုံးလီလီမင်းဘယ်လိုပြောလိုက်တာတော့မင်းအိမ်မော်ကမဆင်းပါနဲ့မင်းမရှိရင်ကိုကမနေတတ်ပါဘူးကွယ်လီလီရဲ့မနောတကားတို့မရှိနေတောင်မနေတတ်ဘူးအမေနဲ့တော့ခွဲနိုင်တယ်အမေနဲ့တော့ခွဲနိုင်တယ်ဒါမျိုးမရှိမနေနိုင်ဘူးတဲ့လီလီမင်းတော့မဆင်းပါနဲ့ဟာမင်းတော့မဆင်းပါနဲ့ဆိုသူ့စကားကကြံသေးခင်ဗျားတို့ပြောသလိုပေါ့ဗျာသိတော့သိပါတယ်ကွာတဲ့ဒါပေမဲ့ဆိုတာလို့ပေါ့ဒါပေမဲ့ဆိုကြံသေးတယ်သို့တော်လဲဆိုဆုံးနေဘူးနေပါအောင်ဆိုမသွားနဲ့ဗမာစကားတော်များမျက်စိလေစရာကြီးမှန်လားပြိဿကြီးမင်းတော့မဆင်းပါနဲ့ဆိုရင်အမေဆင်းရင်ဆင်းပါစေဆိုတာရှင်းနေပါပြီပြိဿကြောက်ဆောင်ကြီးပြိုပြီပေါ့ပြိဿဘာကြီးပြိုတော့မေးရအောင်ဟဲ့တန်ဆောင်နဲ့ဘာဆောင်ထက်ကြောက်ဆောင်ကြီးတွေလေမြင်နာနီးသားပဲသိကြမှာပေါ့နော်ရေတိုးချလိုက်တော့ကြောက်ဆောင်ကြီးတွေအကုန်ပြိုကြဟဲ့ရေဆောင်ထက်ဘာဆောင်ထက်တယ်ရေလှမ်းကြီးတွေဘလောက်ကြီးကြီးလေတိုက်ပါမသွားဘူးလားဟဲ့အခုမောင်ပန်းစီကြောက်ဆောင်ကြီးအမေကိုချစ်ပါတယ်ဆိုတဲ့သားမပွေလီကလေအမလေးမျက်ရည်ကလေးမကြခြင်းမဲနဲ့ကြာရေဆောင်ကလေးတိုက်လိုက်ပါဇက်ကတူလေးဆောင်ကလေးတိုက်လိုက်အမေချစ်ပါတယ်ဆိုတဲ့ကြောက်ဆောင်ကြီးမောင်ပန်းစီပြိုပြီးအဲ့ဒီနေ့ကစပြီးတော့အမေကိုစကားမပြောတော့ရေသာသူ့အမေစကားပြောရဲ့လားပြောတော့ဘူးဟဲ့စကားမပြောတော့အမေစဉ်းစားလာပြီပါစီလူကလေးမင်းအမေကိုစကားမပြောတော့ပါလားတန်တော့မင်းမရစကားအောင်မြင်ပြီထင်တယ်တူတူစကားပြောပါညာဘသူစကားအောင်နာတဲ့တုံးဟဲ့အမေပြောတော့တလတဲ့ဟဲ့မရပြောတော့ဗါတဲ့ခဏပါဟဲ့ငါပို့လိုက်ရှင်လေတညဆိုကြာကြီးခဏဟဲ့မှတ်ထားကြကြည်တရားနာပိဋကကြီးမောင်ပန်းစီခမရမရစကားအောင်မြင်လို့အမေစကားမပြောတော့ပါရဲ့လူကလေးနေခဲ့ပြီတော့အမေရှိရင်ငါသားကြီးစိတ်မချမ်းသာဘူး
ငါသားကြီးအမေရှိနေသမျှစိတ်ဆင်းရဲမယ်မင်းမယားကိုမင်းကအမေထက်ပိုချစ်တာကိုသားရဲ့ဟဲ့ဖွားနဲ့ညိအပြည့်သားကိုအိမ်အောင်ပြုတ်ကိုခိုင်းတာညီသားမယားရှာပေးတာညီအပြည့်ညီခံတော့အိမ်အောင်ပြုတ်ကိုခိုင်းစဉ်အခါတုန်းကသားလေးပြောတဲ့စကားငါနားထဲကမထွက်ပါဘူးမမေကျွန်တော်အိမ်အောင်မပြုတ်ရစေနဲ့ကျွန်တော်မိမမယူရစေနဲ့ကျွန်တော်မိမယူရင်အမေဒုက္ခဖြစ်ပါလိမ့်မယ်ခမညာအမေကိုချွေးမကကျွန်တော်တော့ချစ်ပါမလားချွေးမဆိုတာသားနဲ့ဆက်မတော်ရတာပါအမေရဲ့တဲ့မလေးငါသားလေးအိမ်အောင်မပြုတ်ခြင်းမနဲ့ခိုင်းတာဖွာနေညိအပြည့်ဟဲ့ညိအပြည့်ညီခံဒီအိမ်မောမနေနဲ့ညိမြန်ဆင်းတော့အဝိစားလေးထုတ်ဆင်းတော့မယ်ပေါ့ပိဋကအိမ်မောကပိဋကကြီးဆင်းတော့မှလားဝိစားလေးထုတ်ပြီးအိမ်လေကားထက်ဆုံးကနေသားလေးမျက်နှာမြင်မလားလို့ကြည့်ဟိုကကြောပေးနေတယ်အမြင်မခံဘူးသားလေးမျက်နှာမြင်တော့နဲ့ဆင်းလိုက်တာလေကထစ်ချော်ကြအထုပ်တခြားလူတခြားအမလေးပေးပါပြီတာလူလေးပန်းစီရဲ့အမေကိုလာပြီးတော့ကြည့်လဲပါအောင်လိမ့်ကြတာမြင်တာဂယုမဆိုင်ဘူးပိဋကဟင်ငါသားနဲ့အမေနှစ်ယောက်ထဲရှိစဉ်အခါတုန်းကတော့အမေအိမ်ဦးကခွေးနေတဲ့ဆိုရင်ဖြင့်မမေစက်ကြောလေးကလားကျွန်တော်စက်ကြောထိုးပေးမယ်အမေရဲ့ညောင်းရင်ကျွန်တော်နင်းပေးမယ်အမေရဲ့အမေကိုပူတယ်လေရှင်ရွေးလေးတောက်လိုက်ပေါင်းလဲကျွန်တော်ကြိုးပေးမယ်ပယုတ်စီလေးလိမ့်လိုက်ပါအမေရဲ့ခေါ်တော့ငါပယုတ်စီရှိမရှိတော့မသိဘူးငါရမ်းတုတ်တာဟေ့ရလားခုခေတ်နဲ့မှတ်ရတာပေါ့ကြာပါလားဘီပီလားတော့မသိဘူးဒီလိုနဲ့တရားနာပြိတ္တာကြီးဟေးအဲ့ဒီလုံးကငါနေမကောင်းဘူးဆိုရင်ငါသားလေးပြုစုသလောက်အခုတော့အိမ်မောကသေလှမျောပါလိမ့်ကြတာတောင်ဂယုမဆိုင်တော့ဘူးအာရဲ့လူလေးနေခဲ့ပြီတော့ငါသားကြီးမျက်နှာကိုအမေမြင်ရမလားလို့ကြည့်ပေးမယ်လို့ကြောပေးနေလို့မမြင်ရအမေသွားမယ်ငါသားကိုလွှမ်းလျက်နဲ့အမေခွဲမဲ့လူလိမ္မာကြီးကြောင့်အမေမျက်ရင်မကြတော့ပါဘူးအောက်မေခဲ့ပြီမယ်လို့ခုတော့လေအမေမျက်ရည်60ပါဘောလားသားရဲ့လို့သားမောင်ရဲ့ထဲမှာတက်လေလူလေးရဲ့ပန်းစီရဲ့မောင်မိကငယ်မျက်ရည်ရောစီငိုကကြီးပါလို့ဒီမျက်ရည်မလေးအမေမျက်စိမကြတော့ဘူးလို့အောက်မေခဲ့ပြီမယ်လို့ခုတော့လေအမေမျက်ရည်60ပြီတားရည်60ပါဘောလားရဲ့လို့မမီကငယ်မျက်ရည်ရောစီငိုကကြီးပါလို့ဒီမျက်ရည်ခွေးငါနွမ်းသားမောင်ကိုလုံးနာနဲ့ပြမမပြီတဲ့ဆမပြမပြီလူကလေးနေကြီးနဲ့မှကောင်းတာဟုတ်တယ်ကျုပ်တစ်ပါးတဲ့6ကကတိုင်းငိုတယ်လို့မှတ်ပေါ့ဗျာဒေသကြီးအမေငိုပလားပြိဿကျုံငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းဟုတ်တယ်သားနဲ့ပတ်သက်ရင်တော့သားမောင်ရဲ့ထဲမှာသက်လေဒီတပုတ်ရှိသမီးနဲ့ပတ်သက်တော့လေသမီးယရနာရဲ့ထဲမှာသက်လေဒီတပုတ်ရှိအော်ဘုန်းကြီးမင်းသားတွေလိုတရားနာပြိဿဆိုင်နဲ့ဝိုင်းနဲ့မဟုတ်တော့ဒီလောက်ဆိုရင်ဒီလောက်ပဲငိုပြဖို့တော်တာပါမှန်လားပြိဿကြီးကြည့်တရားနာပြိဿငိုပြီးတော့အမေလို့သူဆင်းသွားတားပေါ်မရပါဘူးအဖွားကြီးကယောဟန်တော်ဖျားရောက်ပြီးတော့တရားနာပြိဿသူများအိမ်ဟိုနှစ်ဘေးမှာအဆွဲကလေးချပြီးတော့သူများခိုင်းတာလို့သားလှုပ်စားလာခဲ့တဲ့မိခင်ဟေ့ချွေးမမလိမ္မာတော့အိမ်မော်ကဆင်းသွားရရောက်ခမဆိုတာအိမ်ဦးနတ်တဲ့ဟဲ့ကထမများနဲ့အမများမှတ်သွားကြအသက်ကြီးတဲ့မိန်းမကြီးတွေလည်းမှတ်သွားအသက်ရှိတဲ့ရောက်ခမကြီးတွေရှိကြသေးတာကိုရောက်ခမဆိုတာအိမ်ဦးနတ်တဲ့မှတ်သွားကြကြည်တရားနာပြိဿအခု
အိမ်ဦးနတ်ကြီးချွေးမမလိမ္မာလို့ဒုက္ခဖြစ်ပြီးတော့ရွာနောက်ဖြာမောင်းအငှားချောင်းစားရမောင်းအငှားချောင်းစားရမှဒေါ်ခွားနဲ့လည်းအိမ်ကထွက်သွားရောပွေလီသားယောက်ျားလေးတယောက်ရပါတယ်ဟဲ့သားယောက်ျားလေးရတော့ပွေလီကပြောတယ်ဘာပြောတယ်ထင်တော့ကိုပန်းစီတော့အမေကြီးမင်္ဂလာမရှိဘူးအမင်္ဂလာမကြီးသူရှိလို့သားသမီးမရတာခုသူလဲထွက်သွားရောသားသမီးရပြီတော့အမေကြီးမင်္ဂလာမရှိတဲ့အမင်္ဂလာမကြီးပါလားတော့ပြောဟဲ့မသိလျော်တာဒီအဲ့ဒီစကားတရားနာပြေးတာတော့ဘာနှစ်ကြာပြီဟင်ကြည်ဆောင်လောကကြီးသူတော်ကောင်းတရားတွေသေကုန်ပြီသူတော်ကောင်းတရားတွေမရှိတော့ဘူးသူတော်ကောင်းတရားတွေမသေးလို့ရှိရင်ပွေလီလဲသားမရတာရငါလဲအိမ်မော်ကမဆင်းရတာရသူစကားနှမျိုးနော်မဆင်းရတာရဆိုတာထားတော့သားမရတန်ရဆိုတဲ့စကားလေးအဓိပ္ပာယ်ပါတယ်ပါရောပေါ့တရားမသေးရင်ပွေလီသားမရတန်ရတရားမသေးရင်နဲ့ဟဲ့ငါအိမ်မှာရှိနေတော့ကတော့ငါသားလေးတောတဲ့ထင်းခွေသွားခိုက်သူထင်းသလိုမနေရငါမချန်တတ်တဲ့ဘုန်းကြီးဆိုတော့ပြောလိုက်တော့အခုငါလည်းအိမ်မောကဆင်းမလေရောငါသားလေးတောတဲ့ထင်းခွေသွားတဲ့သားကိုင်ကုံရောလို့ဆိုမှဒါကြောင့်သူတော်ကောင်းတရားတွေရှိလို့ရှိရင်ပွေလီသားမရတန်ရအဲ့ဒီလိုတရားနာပိဋကသူတော်ကောင်းတရားတွေသေပြီဆိုပြီးရွာအနောက်ဖက်ထွက်ပြီဗျို့တောင်းတလုံးနဲ့သမင်းအိုးတွေထက်စာနေထက်ပြစ္ဆုတ်တွေဝါတွေထက်ဂောကလန်တွေထက်နှမ်းတွေထက်ပြစ္ဆုတ်တွေဝါဆိုတာလက်နှီးစုပ်ပြောတာဂောကလန်ဆိုတဲ့ရောင်းမပြောတာဟုတ်သားဂောကလန်နာကြီးဗမာစကားများတယ်တချို့ကလက်နှီးစုပ်တဲ့တချို့ကပြစ္ဆုတ်တွေဝါတယ်တချို့ကလက်ခုတဲ့တချို့ကျတော့ပူကဲဟုတ်သားပူတဲ့နေရာသူမကဲတာကဲကြည့်တရားနာပြိဿရေအဲ့ဒီလက်နှီးစုပ်တွေရောင်းမာတွေနဲ့အကုန်လုံးထည့်ပြီးတော့တောင်းတဲ့ထဲအဝတ်ဖြူစင်ကြယ်တွေဝတ်ပြီးတော့ဟောရွာအနောက်ဖက်သင်းချိုင်းထွက်ပြီးပြုတ်တရားသေးစွမ်းသပိတ်သွတ်မရဲဗျလူငယ်တွေမလိမ္မာတော့ဖွားကြီးကြံမိကြံရကြံကုန်ပြီတရားသေးစွမ်းသပိတ်သွတ်မတဲ့ဒေသကြီးလူတွေသေတော့သပိတ်သွတ်တယ်လို့တရားလဲသေလို့သပိတ်သွတ်မတဲ့ရွာနောက်ဖက်ထွက်ပြီးလူတွေရဲ့အုတ်ခေါင်းကုံကိုဖိုကနောက်လို့တရားနာပိဋကနှမ်းနေကြိတ်ဆန်းနေဆေးထမင်းအိုးကြီးတဲလို့ဆံမင်းနဲ့ဖားတာချပြီးဒီလှုပ်လို့တော့တရားမင်းကြောက်ချတင်းပြီးပိဋကတရားမင်းပါဖြစ်တရားမင်းကြောက်ချတင်းတော့တရားနာပိဋကလူပြေကြည့်လိုက်ငတ်ရန်သူရှိသလားရန်သူမတွေ့ဘူးသာသမီတွေမလိမ္မာလို့အမေအိုဒုက္ခရောက်တာသိတဲ့ဖြင့်ဒီကိစ္စငါသွားဆုံးမတော်မယ်တရားကတရားနာပိဋကရေကောင်းကင်ကနေလာရောဆိုကြပါစို့ကောင်းကင်ကနေလာပြီးတော့ပုံနာရောက်ဖန်ဆင်းပြီးတော့သင်္ချိုင်းမှာဆင်းသည်ပိဋကတရားမင်းဆင်းမလားအဖွားကြီးကြံမိကြံရည်ကြံတော့တရားမင်းဆင်းလာပြီးတော့အိုးဖွားကြီးတော့ဖွားနေဘာလို့တာတို့မေးဗလားပိဋကကြီးဩရတဝတ္တသုစီယံလကိတကိစ္စနိကိဉ္ကုံမမရိတေတဝါပေထတိလာဒောဝတိတန္တုလာနိတီလောရနောဟေဟိတိကိတဟေတုအဝတ်ဖြူစင်ကြယ်တွေဝစ်လို့နှမ်းနေကြိတ်ဆန်နေဆေးပြီးတော့လူသေးကောင်တွေရဲ့အုတ်ခေါင်းကိုဖိုကနောက်လုပ်ပြီးတော့ခမရဒီနှမ်းထမင်းတွေကဘသူကျွေးမလို့တော့ဟဲ့ပုံနာငါစားဖို့မဟုတ်ဘူးလောကသူတော်ကောင်းတရားသေးလို့တရားသေးစွမ်းတပိတ်သွတ်မယ်ဩတော့ဘွားနေတရားဆိုတာဘယ်သေးရိုးထုံးစံရှိမလဲဟင်တရားမသိရင်ငါလည်းအိမ်မောကမဆင်းရပွေလီလဲသားမရတာရပြောပြီညအကျိုးတွေအကြောင်းနဲ့အကုန်ပြောပြလိုက်တော့မှဟောတရားကပုံနာရောင်ဖြောက်ပြီးကောင်းကင်တဲ့ဣဒတရားကောင်းကင်တဲ့ဗလားပြိဿအယောင်ဝါချွန်တဲ့နဲ့တရားအယောင်ပြတရားအသိဉာဏ်ရလိုက်ပြီးအလုပ်လုပ်ရနော်တဲလွယ်တာမဟုတ်ဘူးပြိဿတရားအယောင်ပြအယောင်ပြကောင်းကင်ကနေပြီးတော့ဗာပြောတယ်ထင်တော့ဘာနေသူတော်ကောင်းတရားဆိုတာမသေးဘူးလူတွေကသူတော်ကောင်းတရားကိုလက်ခံမထားပဲနဲ့
မသူတော်တွေတရားဖြင့်တိုက်ထုတ်လို့သူတော်ကောင်းတရားဆိုတာသေရိုးထုံးစံမရှိဘူးလူယုံမာတွေရဲ့ထံမှာမနေဘဲနဲ့ထွက်ပြေးတိမ်ရှောင်နေခြင်းသာဖြစ်တယ်တရားဆိုတာမသေးဘူးတရားမင်းဖြစ်တဲ့ငါတရားမင်းဘယ်မှာသေလို့လဲလို့တရားကပြောရောပြောတော့တရားမင်းတရားမသိရဲ့ငါလည်းအိမ်ဘောကမဆင်းရပွေလီလဲသားမရရရာတော့ဖွားနေဘယ်လိုသဘောကျသူတို့မိုက်တာပေါ့သားသမီးမှအချင်းမြေးမှအနှစ်သားယောက်ျားလေးရတယ်ဆိုတော့ပွေပိုက်ဖိုင်ရနန်းရှုပ်ခြင်းလှပြီမြေးကလေးကိုချီခြင်းလှပြီရှေးတုန်းကဆမ်းမင်းအဖြူတပင်ပေါက်တော့ထွက်ခုတော့ဟုတ်ပါမြည်ချီကြမှန်လားပြိဿကြီးမြည်ချီခြင်းလှပြီဆိုတော့တရားမင်းကဒီကိစ္စကျုပ်ဖန်ဆင်းပေးမယ်ကျုပ်အကူကြီးပေးမယ်လို့တရားမင်းနဲ့တော့ဖွားနဲ့စကားပြောတော့တရားနာပြေးတာနွားချောင်းသားတွေရွာထဲဝင်ပြေးလာကြဟေးကောင်းနေရွာနောက်ဖက်တော့ဖွားနဲ့ထက်ကခြုံကြီးနဲ့ဘာဖြစ်နေမှမသိဘူးဟာရွာထဲလန့်ကုန်တာပေါ့တော့ဖွားနဲ့ထက်ကခြုံကြီးနဲ့ဆိုတော့တရားမင်းမမြင်ဘူးတော့ခြုံတက်တင်နဲ့ကိုယ်ကားတွေလျှောက်ပြောကုန်ရောရွာထဲကတရားနာပြေးတာအကုန်ထွက်ပြေးလာကြလူအုပ်ကြီးနေဘူးတရားမင်းကကောင်းခင်ကပန်းစီနဲ့ပွေလီလဲပါလာပြီပန်းစီနဲ့ပွေလီကအမေခြေတော့တစ်ဖက်စီဝင်ဖက်လို့မမေကျွန်တော်တို့မှားပါပြီကျမတို့မှားပါပြီလို့အဲ့တလို့တောင်းပန်လိုက်တော့အမေအိုကြီးကဘာပြောတော့မင်းတို့မှန်သိရင်လည်းပြီးတာပါပဲကွယ်လူကြီးဟဲ့မင်းတို့နေတို့ထွက်ပြေးစားစရာတောက်စရာအကုန်လုံးခေါင်းကဆိုင်ကလေးနဲ့ဝင်လာတော့ဘာပြောတော့ဒီတိုင်းပဲမဟုတ်လားကျွေးရတာပဲဟဲ့ဒါကြောင့်ရေစည်းသာရှိတယ်ရေစာမရှိအခုကြည့်မင်းတို့မှန်သိကျင်း납ပါတယ်ဆိုပေမဲ့လို့တရားမင်းကဟဲ့ပန်းစီနဲ့ပွေလီအဖွားကြီးကျင်း납ပေမဲ့ငါမကျင်း납နိုင်နင်းတို့တွေဒီလိုမိဘကိုမလေးမစလောက်ကြလို့ဒုက္ခတွေဖြစ်ပြီးတော့မိုးလေဝသမမှန်အသီးအနှံငါမထွက်စီဝါရေးကကြက်တဲမသေးသေးနဲ့အရွယ်သေးကြမဖြစ်တဲ့အန္တရာယ်တွေဖြစ်ကြနင်းတို့မိုက်လုံးထွက်လုံးလို့ငါတရားမနေနိုင်မဲ့ဆင်ခဲ့ရသည်ပါစီနဲ့ပွေလီတို့ဒီကနေ့ကနောက်မိဘကိုသင်တို့စော်ကားရင်သင်တို့ခေါင်းရှစ်စိတ်ကွဲစေရဲ့အိမ်ခေါ်ပြီးတော့သက်ဆုံးတိုင်းလှုပ်ကြွေးကြကုန်လောတရားမင်းဆုံးမဘူးလားပြိဿဒါကြောင့်ဖယားကိုတော်မြတ်ကသာဂတိယနိသူနိသယသတ္တိသမောရမနာဂရမဝသိထာဗုဒ္ဓသနိတ္တသဥပါထေတုဒေဝနာမိန်ဒေနအဝိကဟိတာသာဂတိယနိထိုကစ္စည်းအနွယ်ဖြစ်တဲ့တော်ဖွားနှစ်သည်သူနိသာယချွေးမဖြစ်တဲ့မိပွေလီနဲ့တတ်တေနကဂရံအိမ်နဲ့အဝသိထာနေကြလေပြီပုတ္တောသသကလေးသည်၎င်းနိတာသမြေကလေးသည်၎င်းမတရမိခင်ဖြစ်တဲ့တော်ဖွားနှစ်ကိုဒေဝနာမိန်ဒေနာနတ်တွေကိုအစိုးရတဲ့ငါဖယားအလောင်းတရားမင်းသည်အဝိကဟိတာချီးမြှောက်ထောက်ပံ့အပ်သည်ဖြစ်၍မတရမိခင်ဖြစ်တဲ့တော်ဖွားနှစ်ကိုဥပထဟိတုအမြဲတစေလှုပ်ကြွေးကြလေကုန်တော်သတည်းဟဲ့တကားတဲ့ဖယားကအဲ့ဒီတုန်းကဝေလီကယခုမိဘနှင်းအထုပ်ခိုင်းနေတဲ့မိန်းမအရင်တုန်းကမိအမေကိုမရစကားနားထောင်ပြီးတော့အိမ်ကနှင်းထုတ်ခဲ့တဲ့မောင်ပန်းစီကမင်းဟဲ့အခုလေအဲ့ဒီတုန်းကတရားမင်းအဖြစ်နဲ့ဆုံးမခဲ့တာကငါဖယားအလောင်းကွဲလို့ဇတ်တော်ကိုပေါင်းပါတယ်ပြိဿဒါကြောင့်တရားနာပြိဿကြီးမနဲ့ဖြင်ကမှာကျုပ်နောက်ဆုံးညဖြစ်ချင်းကြောင့်ဇတ်ထုံနာမယ်မှတ်သွားကြအလှဤနီကုန်းဆိုတာကျုပ်ဟောမှာဖြစ်ပါတယ်ဗျာနောက်ဆုံးညအကောင်းဆုံးဟောရမှာပေါ့အလှဤနီကုန်းဆိုတာအလှမှန်ဝင်နေတဲ့လူတွေအလှတွေဘယ်လိုနီကုန်းချုပ်သွားတယ်ဆိုတာနဲ့ဖြင်ကသိပါလိမ့်မယ်ဗျာဒါကြောင့်ဒီကနေ့ဒီနေရာမှာဒီလိုဟောကြားလိုက်တဲ့ချိန်ခါမှာဖယားအပမှာကပ်ပြီးတော့အတိတ်ဇတ်ကိုနာကြရတဲ့တက္ကသီဒေသနာဝသနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒ
ဒိဋ္ဌိနဲ့ဝိစီကိစ္စပြုတ်ရသောတာပန်ဖြစ်ပါသည်။ဒါမေတ္တာပို့ကြဗျာဒီနေ့ပြီးပါပြီ။တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အလုံးစုံရနေညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေ။အလုံးစုံရနေညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေ။အိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဘုံမုံစစ်တွေပြစ်ပြသီးသီးသောမိမိတို့အိမ်ငရာဌာနသို့နိဝတ္တန်တုသီခံရသာပြန်ကြပေတော့နိဝတ္တန်တုမိဘတွေဘယ်လိုဂုံရှိတော်လဲသားသမီးတွေလိမ္မာမဂုံရှိမှမို့ဒါကြောင့်မိဘဂုံဟာသားအပေါ်မှာတည်ပါသဖြင့်မိဘဂုံကြီးသားမှတည်တဲ့ဆိုတဲ့ဇလန်းကိုနာကြပြီးတော့မိမိတို့ဌာနသို့မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း